ယေရှုလောကကြွလာတဲ့အချိန်ကဘယ်သူအုပ်စိုးတဲ့အချိန်လဲဆိုတော့ယောမအင်ပါယာအုပ်စိုးတဲ့အချိန်ဖြစ်တယ်ယောမအင်ပါယာမအုပ်စိုးခင်မှာဘယ်သူအုပ်စိုးလဲဆိုတော့ Greek Alexander မင်းကြီးကဒီ Greek Empire ကြီးထောင်တယ်သူအုပ်စိုးတယ် Greek အုပ်စိုးခင်မှာဘယ်သူအုပ်စိုးလဲဆိုတော့ Medo Persia အုပ်စိုးတယ်ဆိုတော့ Darius တို့ကျွန်တော်သိတယ် Cyrus တို့ကျွန်တော်သိတယ်သူမအုပ်စိုးခင်မှာဘယ်သူအုပ်ဆက်ထပ်အုပ်စိုးတယ်လဲဆိုတော့ Babylon Empire အုပ်စိုးတယ် Nebuchadnezzar မင်းကြီးအဲ့ဒီ Babylon မတိုင်ခင်မှာကဖျားသခင်ကဒီလောကကြီးတစ်ခုလုံးကိုဘယ်သူအဖြစ်ဆက်ဆံနေလဲဆိုတော့ဣသီလလူမျိုးအဖြစ်ဆက်ဆံနေတယ်ဖြစ်တယ်တော်ဣသီလလူမျိုးဒီဖျားသခင်ရဲ့ပြည့်ရဲ့ကိုမလိုက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့ Babylon ရဲ့လက်အောက်မှာဂျိုးအဖြစ်ဖျားသခင်ကထားလိုက်တယ်အဲ့ဒါလေဖျားသခင်ကဒီလောကကြီးကိုဣသီလအဖြစ်မဆက်ဆံတော့ဘဲနဲ့ဘယ်သူအဖြစ်ဆက်ဆံလဲဆိုတော့ Gentile လူမျိုးများအဖြစ်ဆက်ဆံပြီအဲ့ဒါဒီ Babylon ခဏပြောတယ် Babylon Medo Persia Greek Roma Empire ဆိုတော့အမအထူးသဖြင့်ဒီတမိုင်းဒီအမတော်တော်လေးကိုဒီကျွန်တော်ကဘာတမိုင်းဒီမှာဆိုတော့ကျွန်တော်သိကြတယ်ဒီလောကကြီးဒီငင်းတဲ့ချင်းဆိုတာရှိလားဆိုတော့မရှိ Babylon Empire ပဲဖြစ်ဖြစ် Medo Persia ပဲဖြစ်ဖြစ် Greek ပဲဖြစ်ဖြစ်Roma Empire ပဲဖြစ်ဖြစ်ငင်းတဲ့ချင်းရှိလားဆိုတော့လုံးဝမရှိတော့Roma အုပ်စိုးခြင်းဒီတမန်တရားပြောတဲ့အတိုင်းပဲဘယ်လောက်ခိုင်ပါလဲဆိုတော့သူကတန်လို့ခိုင်ပါအရန်တောက်တင်းတဲ့အုပ်စိုးခြင်းအုပ်စိုးမှုခြင်းဖြစ်တယ်တော်တော်ငိမ့်တဲ့ချင်းဆိုတဲ့ဥစ္စာကိုအဲ့ဒီအစိုးရတွေပေးနိုင်လားဆိုတော့လုံးဝမပေးနိုင်အထူးသဖြင့်အင်တီလာလူမျိုးများဆိုတော့အဲ့ဒီ Gentile လူမျိုးများရဲ့လက်အောက်မှာပဲအသက်ရှင်တဲ့ဣတိလလူမျိုးများဖြစ်တယ်ဆိုတော့ဣတိလလူမျိုးများကလေဒီငင်းတဲ့ချင်းဆိုတဲ့ဆောအရာလူအပ်နေတဲ့အချိန်ဖြစ်တဲ့အခုချိန်ကိုပြောတဲ့အခါမှာအဲ့ချိန်ပေါ့အချောင်းကတော့ခုနပြောတဲ့အတိုင်းပဲယောမ Empire အုပ်စိုးတဲ့အခါမှာသူတို့ရဲ့ဒီ religion အနေနဲ့ရောသူတို့ရဲ့ဒီ custom အနေနဲ့ရောသူတို့လွတ်လပ်မှုရှိလားဆိုတော့မလွတ်လပ်ဘူးသူများရဲ့လက်အောက်မှာအဲ့ဒါကြောင့်ငိမ့်တဲ့ချင်းဆိုတဲ့ဥစ္စာလေးကိုလုံးဝဒီလူကအထူးသဖြင့်ဒီဣတိလလူမျိုးတွေကတောက်တနေတဲ့အချိန်လေးဖြစ်အဲ့ဒီအချိန်မှာပြင်လင်းသခင်ယေရှုဘယ်လေမှာအဲ့ဒီမွေးဖွားတဲ့သခင်ယေရှုဒီဟေရှာယအခန်းကြီးကိုအပိုင်ငယ်6မှာသူ့နာမည်ကဘယ်လိုမိတ်ထားလဲဆိုတော့ငိမ့်တဲ့ချင်းအရှင်လို့မိတ်ထားတယ်ယေရှုဖြစ်ပါတယ်ထိုယေရှုဒီမွေးဖွားတဲ့အခါမှာဣတိလလူမျိုးများအတွက်ပဲပို့တက္ကပါသူတက္ကပါသားအားလုံးငိမ့်တဲ့ချင်းအရှင်ဖြစ်တဲ့ယေရှုကိုမွေးဖွားတာဖြစ်တယ်ဒါဆိုတော့ငိမ့်တဲ့ချင်းစကလုံးကပါတယ်ခေပြေစကားနဲ့တော့ကြောင်းမှုမှာပါ shalom ဖြစ်တယ်ဆိုတော့အဲ့ဒီ shalom ဆိုတဲ့စကားလုံးလေးဒီအင်္ဂလိပ်လိုနဲ့တော့ peace ပေါ့အရင်စိတ်ဝင်စားစရာကောင်းတယ်ငြိမ်သက်ခြင်းဆိုတဲ့တစ်ချက်ပဲမဟုတ်ဘူးငြိမ်သက်တဲ့ကိုကျွန်တော်ဒီမှာငြိမ်သက်တယ် peace ပေါ့အဲ့ဒါကြောင့်ကျွန်တော်လောလောတဲ့ကျွန်တော်ပြရကိကိုကိုရဲ့ဟုတ်ပြီငြိမ်သက်ခြင်းဒါပေမဲ့ peace ဆိုတဲ့အရာဒီအဲ့ဒါပဲလားဆိုတော့မဟုတ် peace ဆိုတဲ့စကားလုံးမှာပါတဲ့အရာဒါမှမဟုတ် peace ဆိုတဲ့ငြိမ်သက်ခြင်းဆိုတဲ့အရာကိုကျွန်တော်အတိတ်ပဲဖွင့်မယ်ဆိုတော့ဘယ်လိုဖွင့်မလဲဆိုတော့ peace ဆိုခြင်းပြီးတော့အဲ့ဒီငြိမ်သက်ခြင်းတွေဘာဖြစ်သေးလဲကျွေးဝခြင်းပြီးတော့
ကျမ်းမာခြင်းပြီးတော့လုံခြုံခြင်းပြီးတော့ဝမ်းမြောက်ခြင်းအဲ့စကလုံးအားလုံးပါဝင်သွားတဲ့ peace ဆိုတဲ့စကလုံးနောက်ဆုံးတစ်ချက်လေးကိုဒီရမှာဝေဖန်ခြင်းပြီးဆုံးခြင်းတွေကြွေဝါခြင်းတွေကျမ်းမာခြင်းတွေလုံခြုံခြင်းတွေတက်ဒီဝမ်းမြောက်ခြင်းတွေဒါတွေကျွန်တော်သိဒီမှာမဟုတ်ဘူးတော့အနောက်ဆုံးကျွန်တော်ဒီ peace ဆိုတဲ့စကလုံးလေးကိုကျွန်တော်ဒီကဒီချင်အဲ့ဒါပါလဲဆိုတော့ restoration ဆိုတဲ့စကားလုံးလေးဖြစ်တယ်။အဲ့ဒါပါလဲဆိုတော့ငကိုအခြေအနေတို့ပြန်လည်ပြီးတော့ရောက်ရှိစေတယ်ဆိုတဲ့ peace ဖြစ်တယ်။ပြောချင်တာကဖယားသခင်ကလူဖန်ဆင်းတဲ့အခါမှာအဲ့ဒီလူဒီလုံးဝပြည့်စုံတယ်ကြွယ်ဝတယ်လုံခြုံတယ်ဝမ်းမြောက်တယ်အပြစ်မရှိဘူးတေခြင်းမရှိဘူးဝမ်းနေခြင်းမရှိဘူးအဲ့ဒီလိုဒီလုံးဝပြည့်စုံပြည့်စုံတဲ့လက္ခဏာနဲ့လုံးဝပြည့်စုံတဲ့လူသားဖြစ်တဲ့အဲ့ဒါဘာလို့လဲဆိုတော့အာဒံဖြစ်တယ်သို့တော့အာဒံဒီဖယားပြည့်ကိုလူကျူးပြီးတော့ဖယားအပေါ်မှာပြစ်မှားတဲ့အခါမှာအဲ့လူဒီဘာဖြစ်သွားလဲဆိုတော့သူ့စီမှာရှိတဲ့ဖြေးဆိုတဲ့စကလုံးလက္ခဏာနဲ့ပြည့်စုံတဲ့အရာဒီသူ့မှာရှိသေးလားဆိုတော့လုံးဝမရှိအဲ့ကြောင့်အာဒံနဲ့စင်တက်လာတဲ့လူတွေအားလုံးဒီဖြေးဆိုတာရှိလားလုံးဝဒီနေတဲ့ချင်းဆိုတဲ့အသက်တာပြီးလူသားတွေမှာမရှိဘူးဒီနေ့ဘုကိုပြန်ကြည့်ပေါ့တကယ်ခင်ဗျားရဲ့အထင်းမှာနေတဲ့ချင်းရှိခင်ဗျားဒီမှာမလဲမနေပြီးတော့ပြောရင်ပြောပါဗျာဒါပေမဲ့ခင်ဗျားဝမ်းမြောက်ခြင်းရှိမတူဘူးနော်ဝမ်းမြောက်ခြင်းရဲ့ပြောရှင်ရှိပြောစရာတော့အများကြီးပါဒါပေမဲ့ခင်ဗျားဝမ်းမြောက်မှာအချားပါတော့လူသားမှာဝမ်းမြောက်ခြင်းရှိလူသားမှာနေတဲ့ချင်းဆိုတဲ့ peace ဆိုတဲ့အရာကြီးမရှိဒီမှာစမတိုက်ဘူးဒီမှာငယ်ငယ်ပဲမြန်မာနိုင်ငံလိုမဟုတ်ဘူးထားပါတော့ဒါပေမဲ့တကယ်ခင်ဗျားမှာနေတဲ့ချင်းရှိဒီငကိုအနေထားမှာလူသားဒီပြည့်စုံတဲ့အသက်ရှင်ခြင်းမှာပြန်လည်ပြီးတော့အသက်ရှင်ဖို့ရ restoration ခုနကငြိမ်သက်ခြင်းလက္ခဏာနဲ့ပြည့်စုံတဲ့ငကိုအနေထားမှာပြန်လည်ပြီးတော့လူသားတွေရှိလာနိုင်ဖို့ရယေရှုခရစ်တော်မှာကြွလာတာဖြစ်တယ်။ဘာသာကြောင့်တော့ဟုတ်ပါခရိယာဘာသာပြောနေတာဟုတ်ကဲ့တော့ဖယားအကြောင်းပြောပြတာဒါဆိုရင်လူဒီတကူအနေထား restoration ပြန်လေပြီးတော့ရှိနိုင်ဖို့ရလူသားကသူ့ဘာသာသူလုပ်နိုင်မလားဆိုတော့လုံးဝမလုပ်နိုင်တဲ့အတွက်ကြောင့်မလို့ဖယားသခင်သူကိုကြိုင်လောကကိုကြွဆင်းပြီးတော့ငကိုအနေထားမှာပြန်လေပြီးတော့ရှိနိုင်ဖို့ရဖယားသခင်ဒီလောကမှာကြွလာတယ်ကိတဆိုရင်ဒီလူမှာဘာပြဿနာရှိဒီမှာတရားချင်းမဲတယ်ဆိုတော့အများကြီးပြောပြရှိမှာပါအဲ့ဒီအများကြီးထဲမှာကတခုအရေးကြီးဆုံးတော့အရာလူကပြဿနာရှိတဲ့အရာဘာလဲဆိုတော့အဖြစ်ဖြစ်အဖြစ်ရှိလို့အတိတ်ကအနေနဲ့ဒီအဖြစ်ကဘာပြဿနာပေးတာလဲဆိုတော့
သက်ရှင်သောဘုရားသခင်နဲ့ခွဲခွာခြင်းသည်လူရဲ့အတိတ်ကပြဿနာဖြစ်တယ်အဲကြောင့်ပဲလူတွေကဘာကိုရှာကြလဲဆိုတော့ဘုရားရှာတွေ့မလားဆိုမတွေ့သူရှာတဲ့ဘုရားကိုတွေ့မှာပေါ့ဒါပေမဲ့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဘုရားအရာခတ်တဲ့ကိုဖန်ဆင်းတဲ့ဘုရားကြီးလူကရှာတွေ့မလားဆိုတော့ရှာမတွေ့ဘူးရှာမတွေ့နိုင်တဲ့အတွက်ကြောင့်မလို့ဘုရားတခါလူအသားလာရှာတာဖြစ်တယ်ဟာလေလုယာအဘာတာယေဘုဘုရားဒါဆိုရင်ဒီကျွန်တော်တို့ရဲ့အသက်တာမှာဘယ်သူရှိရမှာလဲဆိုရင်ဘုရားရှိတာဘာကြောင့်လဲလူဒီဘုရားဤပုံစံဖြစ်တယ်ဒီနေ့မှာနာမည်မပြောနဲ့လူမျိုးလည်းမပြောနဲ့ဘယ်နေရာနေလည်းမပြောနဲ့ခင်ဗျားတို့ဘယ်လိုလဲမင်းဘလို့ဖြစ်ဂျန်ဒါလည်းမပြောနဲ့ဘလို့ဖြစ်ခင်ဗျားတို့ဘယ်လိုလဲအရာရှိတယ်ခင်ဗျားဒီဘုရားဒီဘုရားဖြစ်တူတော့ဒီဘုရားရဲ့ပုံသဏ္ဍာန်လူအထင်းမှာရှိတော်တယ်ပဲအဖြစ်ကြောင့်ဒီဘုရားရဲ့ပုံသဏ္ဍာန်ပြီးပျက်စီးသွားတယ်လူဒီလူဖြစ်တဲ့အတိုင်းလူဒီအသက်ရှင်နိုင်တယ်လားဆိုတော့အသက်မရှိဘူးပြောမယ်အချားမှာတော့လူနဲ့ဘုရားနဲ့ခွေးပါလူဒီဘုရားဤပုံသဏ္ဍာန်ဖြစ်တော်လဲပဲလူနဲ့ဘုရားနဲ့ခွဲခွာသွားပြီအဲ့ဒါကြောင့်ပဲခမည်းရဲ့ဝိညာဉ်ကဘုရားကိုစာလိုက်နေတာအချောင်းဖို့လောကပျော်ရွှင်ခြင်းတွေလောကမြင်တဲ့ခြင်းတွေလောကတွေပေးနိုင်တဲ့အရာတွေကိုနော်ဒီကျွန်တော်ရဲ့အတွင်းဝိညာဉ်ကနေစာမှတ်နေတာပေါ့ခမည်းအတွင်းအနေစာမှတ်နေတဲ့အရာဘာလို့လဲဆိုတော့အဲ့ဖျားနဲ့တွေ့သွားပြီဆိုတော့ခမည်းတက်တာပြီးဆုံးသွားပြီအဲ့ဒါပဲနေတဲ့ချင်းလို့သူပြောတာကဲကျွန်တော်ထားချင်ယူမယ်နော်လူနဲ့ဖျားနဲ့ပြင်လဲပြီးတော့တင့်မြတ်နိုင်ဖို့ဒါမှမဟုတ်ဖျားဒီလူအထင်းမှာကျင့်ဝတ်နိုင်ဖို့ရကသခင်ယေရှုဒီလောကမှာကြွလာတာဖြစ်တယ်ကဲအဲ့ဒီမတိုင်ခင်မှာကျွန်တော်တစ်ချက်နဲ့တစ်ခေါက်တော့ကျွန်တော်ပြန်ပြောမယ်လူနဲ့ဖျားနဲ့ခွဲခွာတဲ့အခါမှာကလူဒီဘယ်လိုနဲ့အသက်ရှင်လာလဲဆိုတော့သူ့ကိုမချီနဲ့တော့သူ့ကိုချီဘယ်တော့အပေါ်မှာမချီဖျားပေါ်မှာလည်းမချီရောက်ရဲတင်းတိမ်ဖို့ဆိုတဲ့ဥစ္စာတွေသူ့အသက်တာမှာမရှိတော့အဲကြောင့်သူ့အသက်တာပြီးမိုးချက်အများမိုးချက်နေတယ်ဗျာဘာကြောင့်ဖျားခမည်းအချင်းဖျားရှိဒီနေ့ထို့ဖျားသခင်ကိုခမည်းအချင်းမရှိတယ်ဗျာဖျားနေခမည်းကိုရှိတယ်အဲ့ဒါကြောင့်ဒီဟေရှာယအခန်းကြီး90ခွေမှာတစ်ချက်ကိုကျွန်တော်ဖတ်ချင်ဟေရှာယအခန်းကြီး90ခွေအပိုင်ငယ်20မှာကျွန်တော်ဖတ်ချင်တယ်ဟေရှာယ90ခွေအပိုင်ငယ်20မတရားသောသူတို့မူကားမငြိမ်နိုင်ပဲလှုပ်ရှား၍ချွတ်နဲ့အမှိုက်ကိုပက်တော်ပြင်းလေရည်နဲ့တူကြ၏
မတရားသောသူတို့၌ငြိမ်သက်ခြင်းမရှိဟုငါ၏ဖျားသခင်မိန့်တော်မူ၏မတရားသောသူတို့၌ငြိမ်သက်ခြင်းမရှိလူအပြစ်မှပြူလဲပြီးတဲ့အခါမှာလူဒီဖျားမျက်မှောက်မှာမတရားသောသူဖြစ်တယ်။အဲကြောင့်ငြိမ်သက်ခြင်းမရှိလို့အပြစ်ပြောထားတယ်။အဲ့ဒီငြိမ်သက်ခြင်းရှိကိုကျွန်တော်တို့လိုအပ်တယ်ပေါ့လား။ဒီနေ့အဲ့ဒီငြိမ်သက်ခြင်းရှိပြီးသုကပတ်တော်အဖြစ်ခမည်းစီအရောက်လှမ်းလာဖြစ်တယ်။ခမည်းရှာစမ်းလို့ခမည်းထိုင်တဲ့နေရာမှာငြိမ်သက်ခြင်းအရှင်ပြီးသုကပတ်တော်အဖြစ်အရောက်လှမ်းလာဖြစ်တယ်။ထိုသခင်ယေရှုလောကမှာကြွလာတဲ့ထိုသခင်ယေရှုကိုဖျားဖြစ်တယ်။ဖျားဖြစ်တော်လေပဲ။ရှမ်းအမောစကားလူဒီဖျားအပေါ်မှာပြစ်မှားတဲ့ထိုအပြစ်တွေအားလုံးသခင်ယေရှုခရစ်ပေါ်မှာဖျားသခင်ကထားတယ်ဟေရှာယထဲမှာကျွန်တော်တစ်ချက်ပြပါမယ်ဟေရှာယအခန်းကြီး53မှာကျွန်တော်တစ်ချက်ပြပါမယ်ငါတို့ရှိတဲ့များဒီဒူးကဲ့သို့လမ်းတွေကကိုလမ်းအတီးလိုက်ကြပြီးဖြစ်၍ခြောက်ရဖျားသည်ခတ်သိမ်းသောငါတို့ဤအဖြစ်များကိုသူ့အပေါ်မှာတည်တော်မူ၏ဖျားပေါ်မှာကျွန်တော်တို့ကျိုးလို့မိုက်ရိုင်းတဲ့အဖြစ်တွေအားလုံးဒီဖျားသခင်ကသခင်ယေရှုရဲ့ပေါ်မှာထားသခင်ယေရှုခရစ်ပေါ်မှာခမည်းရဲ့အဖြစ်တွေအားလုံးကြာရောက်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ယောမခန်းကြီး6အပိုင်ငယ်73ကအဖြစ်တရားရဲ့အခါကသေခြင်းပေကြီးဆိုတဲ့ဖယားသခင်တရားစီရင်ခြင်းဒီကျွန်တော်အဖြစ်သားခမည်းအဖြစ်သားပေါ်မှာမတက်ရောက်တော့ဘဲနဲ့သခင်ယေရှုခရစ်ပေါ်မှာတက်ရောက်ပြီးဖြစ်တယ်။အဲဒါကြောင့်ထိုသခင်ယေရှုခရစ်ကကျွန်တော်တို့အဖြစ်များအားလုံးကိုယူတင်တော်သူသခင်ယေရှုယောဟန်ခန်းကြီးတဲ့ပိုင်းငယ်19ပါဤလောကအဖြစ်ကိုယူဆောင်တော်တော်ဘုရားသခင်ရဲ့တိုးငယ်လို့သူကပတ်တော်မှာတွေ့ရပါတယ်ဘုရားပေါ်မှာကျွန်တော်တို့မာယုံနဲ့ပြစ်မှားတဲ့အဖြစ်တွေအားလုံးဒီသခင်ယေရှုခရစ်ပေါ်မှာကြာရောက်ပြီးတော့သခင်ယေရှုခရစ်ကထိုပြစ်တရားတဲ့ချင်းကြီးကိုထားရပေးပြီးတော့လက်ဝါးကားလိုက်မှာအသေးခံခြင်းအဖြစ်အပြစ်များအားလုံးကိုတုတ်တင်ဖေရှင်းတဲ့ယေရှုခရစ်လက်ဝါးကားလိုက်ဖြစ်ပါတယ်ဟာလေလုယာအာမင်ဒီနေ့သူသခင်ယေရှုခရစ်ကိုယုံကြည်တဲ့ဆိုရင်ဖခင်နဲ့ခမည်းနဲ့တည်နေလို့ပါသူယေရှုယူပါတည်ရဲ့အပြစ်တွေအားလုံးယူဆောင်တော့သခင်ယေရှုသူယေရှုကိုယုံကြည်တော်သူအပေါင်းဒီဖခင်သခင်ကအပြစ်သားလို့မမြင်တော့ဘဲနဲ့ဖခင်သခင်ကကျွန်တော်တို့ကိုရှောက်မတော်သူလို့ဖခင်သခင်ကမြင်လာဖြစ်တယ်အာမင်ဖခင်ရဲ့ချစ်ချင်းခမည်းရဲ့အပြစ်တွေအားလုံးတုတ်တင်ဖေရှင်းနိုင်ဖို့ရတော့ခမည်းလို့ဆက်တခုမှမလုပ်ထိုင်ယူနေပါဒါပေမဲ့သခင်ယေရှုတော်သူ့အစတဲ့ယေရှုခရစ်အသေးခံခြင်းလေခမည်းအပြစ်တွေအားလုံးတုတ်တင်ဖေရှင်းပေးတယ်ယေရှုအသေးခံခြင်းဖြစ်တယ်အဲကြောင့်ဘယ်လင်းဒီအတိတ်ပဲရှိတယ်ပြပါတယ်လောကထိုသခင်ယေရှုခရစ်ကိုယုံကြည်တော်သူအားလုံးဒီဖခင်သခင်နဲ့တည်နေတော်သူထိုသခင်ယေရှုယုံကြည်တော်သူအားလုံးဒီဖခင်သခင်ရဲ့ငြိမ်သက်ခြင်းကိုတည်ငြိမ်သက်ခြင်းကိုခံစားတော်သူဖြစ်တယ်အဲ့ဒီအရာလေးကိုနှုတ်ကပတ်တော်တစ်ချက်ပဲကျွန်တော်ပြောချင်တယ်ဟေရှာယအခန်းကြီး53အပိုင်ငယ်9မှာထိုသူဒီယေရှုပြောတာဖြစ်တယ်။ထိုသူဒီငါတို့လူကျူးခြင်းအဖြစ်များကြောင့်နာကျင်စွာထူးခြင်းဟစ်စခြင်းကိုခံတယ်
ဘယ်သူအတွက်လဲကျွန်တော်ဖြစ်တယ်။ဘာကြောင့်လဲကျွန်တော်အပြစ်တွေအားလုံးကိုသူထောက်ပေးတယ်ဖြစ်ပါတယ်။ဒါဆိုရင်ဖျားတကယ်ကျွန်တော်ကိုနှိမ့်ဆက်အောင်ပါလား။နှိမ့်ဆက်တော့တခင်ယေရှုခရစ်ခံခဲ့ရတဲ့အရာအားလုံးကိုထောက်ရအပြစ်ဖြစ်ပါတယ်။အာမင်။ဒီအဲ့ဒီတခင်ယေရှုကိုယုံကြည်တော်သူအားလုံးကိုဖျားခင်ရဲ့ခြင်းကိုကျွန်တော်ခံစားရပါတယ်။ အာမင်အကြောင်းသူပြောထားတယ်မှာငါတို့၏ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသောဆုံးမခြင်းဒီသူအပေါ်သူရောက်၍ဘယ်တော့ပေါ်မှာဆုံးမခြင်းရောက်တာလဲယေရှုဘယ်တော့ပေါ်မှာကြာရောက်ပဲဆုံးမခြင်းလဲကျွန်တော်အပေါ်မှာကြာရောက်ပဲဆုံးမခြင်းအဲ့ဒီဆုံးမခြင်းဒီကျွန်တော်ခံရင်ဘယ်မှာမလဲကျွန်တော်မရဲမှာပေါ့ဖြစ်တယ်ကျွန်တော်ငရဲသွားမယ်ဖခင်တကယ်ဆုံးမခြင်းကိုယေရှုခရစ်ပေါ်မှာတက်ရောက်တဲ့အခါမှာကျွန်တော်ငြိမ်သက်ခြင်းချမ်းသာကိုကြရရှိတာဖြစ်ပါတယ်ယေရှုเป็นကျွန်တော်ချစ်တဲ့ခင်ယေရှုဖြစ်ပါတယ်သူယုံကြည်ပါသူလာကြည့်အကြပါတော့ခမရရှိတဲ့နေရာမှာတော့လက်လာနေတာဖြစ်တယ်ငါကသူကပတ်တော်အဖြစ်ခမရစီအရောက်လာတဲ့ခင်ယေရှုဖြစ်ပါတယ်ဒီသူကပတ်တော်အဖြစ်ခမရထိုင်တဲ့နေရာမှာတခင်ယေရှုအရောက်လာပါတယ်ကျွန်တော်ပြန်ဖတ်မယ်အပိုင်နဲ့တစ်စင်အပိုင်နဲ့တစ်စင်ဟောပြီးကြည့်ဆိုခြင်းနဲ့ထာဝရဘုရားသည်ကြည့်ပါအရာကောင်းတယ်ထာဝရဘုရားသည်သူ့ကိုနှိပ်စက်ခြင်းကအလိုတော်ရှိ၍နာစေတယ်ဘယ်သူနှိပ်စက်နေတာလဲယေရှုနှိပ်စက်နေတာဖြစ်တယ်အဲ့ဒါဘယ်သူတွေကျွန်တော်ယေရှုယန်သူတို့လက်တော်အနှံချင်းခံတဲ့အခါမှာနှိပ်စက်ခြင်းတွေတခုပြီးတခုသူခံရတာဖြစ်တယ်ထာဝရဘုရားသခင်အမျက်တော်ကနှိပ်စက်ခြင်းကိုခံရမယ်စားတခင်ယေရှုခရစ်ကဘုရားသခင်အမျက်တော်ကနှိပ်စက်ခြင်းကိုယေရှုခရစ်ကခံရတာဖြစ်တယ်တညလုံးသူနာတော့အဘသူနှိပ်စက်ခြင်းလေအကြောင်းသူပါပြောတယ်သူအပြစ်ဖြစ်သောရစ်ကိုပူဇော်ပြီးမှအမျိုးအနွယ်တော်ကိုမေးရလိမ့်မယ်ဆိုတော့သခင်ယေရှုဘုရားသခင်ရဲ့နှိပ်စက်ခြင်းကိုခံပြီးတော့သူအနာခံတယ်ဘယ်လောက်ကျနာခံလဲဒီလူစကားလေးမလို့တော့အကြောင်းယေရှုခရစ်ကတော့ဆုံးတော်ရဆာဆာမှာတပည့်တော်တွေနဲ့တင်တော့အတွက်ငါချိုးဖိတ်တော်နိုင်ကိုခံတာယူရစားကြယေရှုခရစ်ဒီတို့ရဲ့ခန္ဓာစိတ်ဝိညာဉ်ချိုးဖိတ်ပြီးတော့ဘုရားသခင်ရဲ့နှိပ်စက်ခြင်းကိုသူခံနေတာဖြစ်တယ်အဲ့ဒါဘယ်သူအတွက်လဲကျွန်တော်သူတကယ်ခံပါတယ်ဘုရားသခင်ရဲ့ငြိမ်သက်ခြင်းကိုကျွန်တော်ထောင်ကဆန်းစားနိုင်ဖို့ရတခင်ယေရှုခရစ်ကကျွန်တော်တို့ဤခံရမယ့်အရာမှာယေရှုခရစ်ကခံပေးနေတာဖြစ်ပါတယ်။အဲကြောင့်သူ့ကိုယုံကြည်တော်မူပြီးဘုရားသခင်ရဲ့အချင်းကိုကျွန်တော်ခံစားပါတယ်။ကျွန်တော်တချင်နောက်ဆုံးအပိုင်နဲ့စတင်မိမိစိတ်ဝိညာဉ်ခံရသောဝေဒနာအကျိုးကိုမိမိမြင်၍အားရလိမ့်မယ်ယေရှုခရစ်သည်သူ့ရဲ့စိတ်ဝိညာဉ်ကျွန်တော်တို့အဖြစ်သားအတွေ့ခံရမယ့်ဝေဒနာနေရာမှာဘုရားသခင်နဲ့ထာဝရခွဲခွာရမယ့်ဝေဒနာကြီးကိုသခင်ယေရှုခရစ်ကခံပေးခြင်းအပြင်ဒီနေ့ယေရှုခရစ်ကိုယုံကြည်တော်သူအားလုံးဒီထိုဝေဒနာကိုမခံရတော့ဘူးဘုရားသခင်ရဲ့တချူကိုခံစားရပါတယ်ဟာလေလုယာသခင်ယေရှုကိုကျွန်တော်တို့ပြောဆောင်ပေးထားတယ်အဲ့ဒါပဲကျွန်တော်ကင်တင်ရှိလို့ကျွန်တော်ပြောနေတာတချင်ပဲဘုံတော့တကယ်လက်တွေ့ဖြစ်တယ်
တကယ်ဖြစ်တယ်ဘယ်သူတွေအတွက်သူတကယ်ယုံကြည်တော်သူဖြစ်တယ်ယောမခန်းချင်းအပိုင်နဲ့တည်တယ်ကျွန်တော်မဲယောမခန်းချင်းပိုင်နဲ့တည်မှာသူကြောင့်ငါတို့ဒီယုံကြည်ခြင်းရှိ၍ဖြောင့်မရသူရောက်လျင်ငါတို့သခင်ယေရှုခရစ်အားဖြင့်ဖျားသခင်ရှိတော်၌နေတခြင်းကိုခံစားရကြ၏ယေရှုခရစ်ကိုယုံကြည်ခြင်းရှိ၍ကျွန်တော်ဘာဖြစ်လဲဖြောင့်မရသူရောက်တယ်အလားကျွန်တော်ဖြောင့်မခြင်းဘူးကျွန်တော်ဖြောင့်အောင်ဖြောင့်မတာဒီဘူပိမာကမတည့်ပြီးတော့သူကပတ်တော်ဝင်လာတယ်ကျွန်တော်မှာယေရှုခရစ်ကလွယ်လို့ဖြောင့်မခြင်းရှိတယ်ဆိုတဲ့အရာကျွန်တော်မှာဘာမှပြောလို့မရှိဘူးအာမင်ကျွန်တော်ယုံကြည်ခြင်းအပြင်ဖခင်သခင်မျက်မှောက်မှာဖြောင့်မဖို့ဖြစ်တယ်အကြောင်းပါပြောလဲငါတို့သခင်ယေရှုခရစ်အပြင်ဖခင်သခင်ရှိတော်၌ငြိမ်သက်ခြင်းကိုခံစားကြ၏ဒါဆိုရင်ဖျားသခင်နဲ့ဒီအဖြစ်သားနဲ့ရံဖြစ်သေးလားမဖြစ်တော့ယေရှုခရစ်ကိုယုံကြည်ခြင်းအပြင်ဖျားသခင်နဲ့ငြိမ်သက်ခြင်းကိုရရှိတာဖြစ်တယ်။အကြောင်းလောကမှာအသက်ရှင်စင်မှာဖြစ်နေဖျားသခင်ငြိမ်သက်ခြင်းနဲ့အရှိတော်ဖြစ်ပါတယ်။ငါတေးရင်ကောင်းကင်ရောက်မယ်ဆိုတဲ့အရာတွေပေါ့ဒီလောကမှာအသက်ရှင်စင်မှာပြင်နေငါဒီကောင်းကင်နဲ့အတူအသက်ရှင်နေအားကြောင့်လေဖျားသခင်ငြိမ်သက်ခြင်းကိုခံစားဖို့ဖြစ်တယ်ယေရှုယုံကြည်ခြင်းအဖြစ်ကျွန်တော်တို့ရဲ့ကတင်ချင်းဖျားသခင်လုပ်ပေးထားတဲ့ဒီငြိမ်သက်ခြင်းဒီယေရှုခရစ်ထဲမှာရှိတယ်ထိုယေရှုခရစ်ကိုလက်ခံယုံကြည်တော်သူအားလုံးဒီငြိမ်သက်ခြင်းကိုရရှိတော်သူများဖြစ်တယ်။ယောမခန်းကြီးကအပိုင်နဲ့30မှာပြောထားမယ်။ကျောင်းမူကယန်သူဖြစ်လျက်ပင်ဖျားသခင်ရဲ့သားတော်အသေးခံတော်မူခြင်းအပြင်ငါတို့ဒီဖျားသခင်ရဲ့မိတ္တဟာယဖွင့်ခြင်းကျေးဇူးကိုခံရသည်မှလျှင်မိတ္တဟာယဖွင့်ပြီးမှအသက်တော်အပြင်ကယ်တင်တော်မူခြင်းတို့ရောက်ပြီးကိုတာရွက်ပြောလင်းစရာရှိယေရှုခရစ်ကိုယုံကြည်ခြင်းသူရဲ့အသေးခံခြင်းဒီကျွန်တော်အတွက်ဖြစ်တယ်လို့ယုံကြည်လက်ခံသူတို့များသည်ဖျားသခင်ရဲ့မေတ္တာဟာရပြုရတော့ကိုရတော့သူများဖြစ်တယ်ဒီမှာချမ်းသာပါယေရှုနဲ့တွေ့လေချမ်းသာလေငြိမ်သက်လေပြီးဆုံးတယ်အာဒံကလက်လွတ်သွားတဲ့ငြိမ်သက်ခြင်းကိုယေရှုခရစ်ယုံကြည်ခြင်းအဖြစ်ထိုငြိမ်သက်ခြင်းကိုပြန်ပြီးတော့ပေးပါအဲ့ဒါဒီ restoration လို့ကျွန်တော်ပြောနေတာဖြစ်တယ်အဲ့တော့ယေရှုယုံကြည်တော်သူယေရှုဒီကျွန်တော်ကတည်းရှိဖြစ်တယ်လို့ယုံကြည်တော်သူဒီဖခင်သခင်ကပြန်လဲပြီးတော့သူ့ရဲ့ငြိမ်သက်ခြင်းထဲမှာကျွန်တော်ကိုပြန်လဲပြီးတော့ထားပါတယ်အဲ့ဒါကြောင့်ဖခင်သခင်နဲ့ကျွန်တော်တို့မိတ္တဟာယပြုရတော့ခွင့်ကိုရတော့တယ်ဖြစ်တယ်သူနဲ့မိတ္တဟာယပြုလေတယ်ကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းဒီချင်းရှာတယ်ကဲအဲ့ဒါဒီဖခင်သခင်နဲ့ကျွန်တော်တို့ငြိမ်သက်ခြင်းဖြစ်ပါတယ်နောက်ဒုတိယအနေနဲ့ယေရှုခရစ်ဒီငြိမ်သက်ခြင်းလို့ကျွန်တော်ပြောတဲ့အခါမှာထိုငြိမ်သက်ခြင်းအရှင်ယေရှုခရစ်ကိုရတော်သူဒီဖခင်သခင်နဲ့ငြိမ်သက်ခြင်းရှိတယ်ဒါတမကဘူးလူနဲ့လူကြားထဲမှာလည်းငြိမ်သက်ခြင်းရှိတယ်မိသားစုမှာငြိမ်သက်ခြင်းရှိတယ်လူခေါ်ကန်ဖက်တော်သူများနဲ့ငြိမ်သက်ခြင်းရှိတယ်ဘောဆူနဲ့လည်းငြိမ်သက်ခြင်းရှိတယ်ဖ
ပြဿနာဘလောက်ပဲလာလားပြဿနာဘလူပဲလာလားအခက်ခဲတွေဘလူပဲလာလားအကောင်းဆုံးရင်ဆိုင်နိုင်တဲ့ဖယားသခင်နဲ့မိတ္တချင်းဖယားသခင်နဲ့မိတ္တဟာယဖွင့်ရှိတဲ့အခါမှာထိုရာအားလုံးတွေအကောင်းဆုံးရင်ဆိုင်နိုင်တဲ့အသက်တာပိုင်ဆိုင်တော်သူဖြစ်ပါတယ်အကြောင်းကျွန်တော်ဒီနော်ဖယားသခင်နဲ့ဖွင့်ပြထားတမန်တရားတော်နော်အမှန်တရားနဲ့တော့မတူဘူးအမှန်တရားတော့အများကြီးပါဒါပေမဲ့တမန်တရားတော့ဒါပဲရှိတယ်အမှန်တရားတော့ပျောက်ကွယ်သွားမယ်ဒါပေမဲ့တမန်တရားတော့ထာဝရမြဲမြံဖြစ်ဒီနေ့ဒီမှာဘုရားကိုကိုကြတယ်ဘုရားသခင်ချီးမွမ်းကြတယ်လူများရဲ့ရှိမှအမြင်မှာရောနော်ဒီမှာလာကြဘုရားသခင်ကိုကိုကြတယ်အရင်ကောင်းတယ်အဲ့ဒါအမှန်တရားတမန်တရားပါအမှန်တရားကဲဒီကိတချင်းဒီအချင်းချင်းချားတယ်မှာပြည့်ပြည့်စေတယ်ဒီတချင်းချမ်းပဲပဲတချင်းတော်တဲ့ဝါစာခန်းချီတော့အပိုင်ငယ်စတော့ဝါရီတချက်ချင်းနဲ့တော်တဲ့ဝါစာခန်းချီတော့အပိုင်ငယ်စတော့တရားနိုင်တရားအပြစ်တင်စရာအခွင့်ရှိရင်အချင်းချင်းသေးခံ၍အပြစ်ကိုလွတ်ကြတော့ခရစ်တော်ဒီတင်ကျဤအပြစ်ကိုလွတ်တော်မူတဲ့ကဲ့သို့ထိုနည်းတူပြုကြတော့စုံလင်ခြင်းအဖွင့်အစည်းကြီးဟူသောချစ်ချင်းမြတ်တာကိုထပ်၍ယူတင်ဝတ်ဆောင်ကြတော့တင်ကျစိတ်နှလုံးအထင်း၌ခရစ်တော်ဤငြိမ်သက်ခြင်းအုပ်စုစေသူဘာပြောနေလဲအချင်းချင်းအကြောင်းပြောနေအကြောင်းအချင်းချင်းထဲမှာအချင်းချင်းကြားထဲမှာလည်းပဲပါလိရှိလာတယ်နံပါတ်1သူပြောတာပါလဲဆိုတော့အပြည့်ခွန်လို့ချီနံပါတ်2နေနဲ့တရားနဲ့တရားချီချီအဲ့ခါမှာကျွန်တော်တို့အသက်တာမှာပါလေခရစ်တော်ဤမြင့်တဲ့ခြင်းကိုစုစေဒီကောင်ကကျွန်တော်မကြုံရဘူးဟိုကောင်ကကျွန်တော်ထက်တော့မမြင့်ရအော်အတ္တစိတ်တရားနဲ့တရားပေါ်မှာအဲ့ဒါလေးရှိလာတဲ့ခါမှာကနေတဲ့ချင်းဆိုတော့မရှိဘူးယေရှုခရစ်ကိုကျွန်တော်ယုံကြည်တဲ့အခါမှာအချင်းချင်းကြားထဲမှာလည်းနေတဲ့ချင်းရှိလာအဲ့ဒီနေတဲ့ချင်းတဲ့သူတို့ဟာရဖွဲ့တဲ့အခါမှာဒီအသိတော်အရှာရှာဒီနေတဲ့ချင်းနဲ့အသိတော်ဒီပတ်ရတဲ့အခါမှာလောကမှာဝမ်းမြောက်ဆုံးတဲ့အရာဒီဘယ်ရလဲဆိုတော့အဲ့ဒီအသိတော်ပဲရှိဆိုတော့ဒီနေ့မှာငြိမ်သက်ခြင်းအရှင်းလို့ကျွန်တော်တို့ပြောတဲ့အရာဒီအချောင်းယေရှုသူယေရှုခရစ်ငြိမ်သက်ခြင်းအရှင်းလို့ကျွန်တော်ပြောနေတာဒီဘာကြောင့်လဲသူရဲ့ဝါကားကြောင့်တော့ရပြောပါလိမ့်ရှင်တဲ့ထားလို့သခင်ယေရှုဖြစ်ပါတယ်သူယုံကြည်ပါဖခင်သခင်နဲ့တည်ရတော့မယ်သူယုံကြည်ပါအချင်းချင်းကြားထဲမှာလည်းငြိမ်သက်ခြင်းကိုခံစားပါဖြစ်တယ်ထုံငြိမ်သက်ခြင်းခံစားတော်သူသည်သူတပါအတွက်အသက်ရှင်ပါတယ်ငြိမ်သက်ခြင်းရှိကိုအတွက်အသက်ရှိတော့သူတပါအတွက်အသက်ရှိသွားတယ်ဒါဆိုလောကမှာအသက်ရှင်တာတောင်းမှုရှိတာတောင်းမှုရှိတော့ကိုအတ္တကြီးတယ်ပဲလောကမှာအသက်ရှင်တယ်ဆိုတော့အတိတ်ပဲရှိဒီနေ့ဒီနေ့တခြင်းယေရှုခရစ်ကိုကျွန်တော်တို့လက်ခံယုံကြည်ခါမှာပဲဖခင်သခင်ရဲ့ဝါပြောခြင်းရှိတယ်အချင်းချင်းကြားထဲမှာလည်းပဲငြိမ်သက်ခြင်းရှိတယ်ဆိုရရတယ်ပေါ့နော်ဒီမှာဒီဘုရားဘတ်တော်ရဲ့အဖြစ်ရောက်စီတိုင်းကိုအဒီဝေခါချင်တာဖြစ်တယ်။ဈာနာပြည့်စုံတဲ့ဖြတ်စလက်ကောင်းချီးပေးပါစေ။